အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့အကင်နန်တင်းတင်းလေးနဲ့စားမယ်ဘန်ချာသားစားမှာဖြစ်ပါတယ်ဘန်ချာဟာစားလို့ကောင်းလို့နာမည်ကြီးတာအပြင်2016ခုနှစ်တုန်းကဟန်နွိုင်းမှာအမေရိကန်သမ္မတဘာရက်အိုဘားမားဘန်ချာကို Chef Anthony Bourdain နဲ့တူတူစားခဲ့တာကနေစပြီးတော့ကြတော့နိုင်ငံခြားသားတွေကြားမှာဘန်ချာကနာမည်ကြီးလာဖြစ်ပါတယ်ဘန်ချာအရေးရဲ့အရသာကတော့ချူချူချင်းချင်းအရသာလေးပါပြီးတော့ဒီလိုမျိုးမုံဟင်းကားဘက်ရဲ့ဗီယက်နမ်ရဲ့ထုံးစံအတိုင်းပဲအသီးရွက်တွေရဲ့ပေးပါတယ်ဘန်ချာစားနီးရတော့လေမုံပတ်နဲ့အသားလေးကိုတူလေးနဲ့ညှက်ပြီးအရေထဲမှာခဏစိမ်ပြီးတော့ကြတော့အဆယ်စားလိုက်ရတာပေါ့နော်ကျမတို့အဲ့လိုစားရအားမရလို့မုံဟင်းကားစားတဲ့လိုမျိုးဒီလိုမုံပတ်တွေကိုထည့်ပြီးတော့စားလိုက်ပါတယ်ပြီးရင်တော့အသီးရွက်တွေထည့်ပါတယ်သူ့ရဲ့ပိုးရှင်ကတော်တော်များတယ်ပေါ့နော်ကျမဆိုလို့ရှိရင်မုံပတ်တစ်ဝက်ပဲထည့်ထားတော့မှအခုအသီးရွက်တွေထည့်လိုက်တော့ကြပကံအပြည့်ဖြစ်သွားပါတယ်ကျမတို့ဗိုက်စာစာနဲ့စားလိုက်တာပေါ့နော်ပထမတစ်စွန်းမှလည်းလေအကင်မှုေးတဲ့အနံ့လေးကလေအုံနောက်ထဲကိုပြန့်နှံ့သွားလို့ခံစားရပြီးတော့အရန်ကိုစားလို့ကောင်းသွားပါတယ်သူကလေအသားတွေကိုမီးသွေးနဲ့ကင်ထားဆိုကြတော့လေမီးသွေးကင်ဆိုတဲ့အတိုင်းပဲအရန်ကိုမှုေးပါတယ်အဲ့ဒီအကင်နံလေးကပေါ့နော်အရီထဲကိုစိတ်ဝင်သွားပြီးတော့ကြတော့မုံပတ်လေးနဲ့တွဲစားလိုက်တဲ့အခါမှာအရန်ကိုစားလို့ကောင်းသွားပါတယ်ကျမရဲ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲရှင်အဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ဘိုင်ဘိုင်